ဒီနေ့ကတော့စိတ်မကောင်းစရာ AI အကြောင်းကိုပြောပြတော့မှာပဲဖြစ်ပါတယ် He would be here but for ChatGPT. I 100% believe that. This morning, ChatGPT hit with a scathing new lawsuit alleging it helped a 16 ဒီလူငယ်ဟာအမေရိကနိုင်ငံကယ်လီဖိုးနီးယားနိုင်ငံမှာနေပြီးတော့မှအသက်ကိုစီရင်သွားတာပဲဖြစ်ပါတယ်ဒီလူငယ်ဟာစိတ်ကြယောဂပြီးတော့တကူတဲ့ခံစားမှုတွေနဲ့ထိတွေ့ခဲ့ပြီးတော့မှနောက်ဆုံးသူ့အသက်ကိုပါဆွတ်လွတ်ရတဲ့အထိတက်ရောက်သွားတယ်လို့ဒီမိဘတွေကအဆိုပြုနေကြပါတယ်ဒီအမှုက AI နည်းပညာအသုံးပြုမှုအပေါ်အများပြည်သူအလေးထားစေတဲ့ပထမဆုံးတရားစွဲဆိုမှုပဲဖြစ်ပါတယ်ပထမအချိန်မှာ ChatGPT ကသင်ခန်းစာတွေပြီးတော့ကူညီပေးခဲ့ပေမဲ့နောက်ပိုင်းမှာစကားပြောအဖို့တယောက်နေပြီးချင်းကလာပြီးတော့မှဒီနောက်ဆုံးမှာတော့သူ့ရဲ့စိတ်ကူးစီးမှုအပေါ်အတည်ပြုပေးတယ်ပြီးတော့ကိုယ်တည်ဖို့အစစ်အစစ်လမ်းညွှန်ပေးတဲ့အနေအထားအထိရောက်သွားခဲ့တယ်လို့ဒီတရားလွှတ်တော်စာတမ်းတွေမှာဖော်ပြထားပါတယ်ဒီအာဒန်တည်ဆုံမှုကမိဘတွေအတွက်အလံရက်ဆံမဖြစ်တဲ့နာကျင်မှုတွေကိုခံစားစေခဲ့တယ်လို့ပြီးတော့လူမှုအတိုင်းဝိုင်းတွေကလည်း AI ကိုတောင်းရင်းနဲ့ AI ဆက်ကိုဘယ်လောက်ထိယုံကြည်မှုဆက်ရှိနိုင်မလဲဘယ်လိုကာကွယ်ရေးစနစ်တွေလိုအပ်တဲ့နေကိုထပ်မံနေနေရတာပဲဖြစ်ပါတယ်ဒီလို AI နည်းပညာတွေကိုကမ္ဘာတစ်ဝန်းမှာလူသုံးများလာတော့လဲဒီအောင်မြင်မှုရဲ့အနောက်ကွယ်မှာအန်ဒီရည်များစွာရှိနေတယ်ဆိုတာကိုဒီအမှုကထင်ရှားနေပါတယ်လူတွေကူညီဖို့ဖန်တီးထားတဲ့စက်တစ်ခုကလူတေစေဖို့အတိုက်အခံတက်ရောက်မိခဲ့တာဟာဒီပညာတွေ့တတ်မှုရဲ့အနောက်ကွယ်ကအစစ်မှန်ပဲဖြစ်ပါတယ်ပြီးတော့ဒီအမှုတွေက AI နဲ့ဒီဘဝအကြားမှာဒီလိုမျိုးအသုံးပြုလာတဲ့ကြတော့လေတက်မှုတွေကိုပြန်လည်စဉ်းစားစေပြီးတော့မှဒီနည်းပညာအသုံးချမှုမှာတရားဝင်စီးရင်စည်းကမ်းတွေပြီးတော့မိဘအောက်ထိပ်မှုတွေထင်ကြမှုတွေပြီးတော့လူဆက်ရှောက်မှုတွေမရှိမဖြစ်လိုအပ်ကြောင်းဒီဒရိပေးထားတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ဒီအန်ကိုတုံးဆွတဲ့အခါမှာအားတာချက်တွေရှိနိုင်တယ်ပေါ့အားနည်းချက်တွေများစွာလဲဒီမမြင်နိုင်တဲ့ဒီနောက်ဘက်မှာရှိနေနိုင်ပါတယ်အဲ့ဒါကိုဒီယူတစဒီချာတုံးသိချင်တာဟာပြီးခဲ့တဲ့တစ်ပတ်10ရက်ကဖြစ်သွားတဲ့ဒီအမေရိကChatGPT ကိုတောင်းပြီးတော့အဆုံးစီရင်သွားတာပဲဖြစ်ပါတယ်ပြီးတော့မိဘတွေလည်းဒီ ChatGPT တွေပြည်တွေလည်းမိဘတွေလည်းဒီ ChatGPT ကိုတောင်းပြီးတော့မှဒီအစွန်းရောက်မဖြစ်စေဖို့ရဲပြီးတော့တည်တည်ချာချာစဉ်းစားတွေးခေါ်ပြီးတော့တောင်းပြုပြပါတယ်လို့ကျွန်တော်မြင်မိပါတယ်ဒီနေ့ကတော့ကျွန်တော် AI အကြောင်းရင်းစုကျိုးကိုပြောသွားတာပဲဖြစ်ပါတယ်နောက်ပြီးမှတွေ့ကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်